Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Orchard Road ပေါ်မှာရှိရဲ့ Emerald Hero ကိုသွားမှာပဲဖြစ်ပါတယ်စမ်းမဆက်ကိုရောက်ပါပြီ lunch အရင်သွားစားမယ်ပေါ့နော်မနေ့နှစ်ယောက်က lunch မစားရဘူးမဆက်မစားရသေးအခု lunch ကိုသွားဖူးကောက်ကိုသွားမယ်ဖူးကောက်ကိုသွားပြီး lunch စားပါမယ်ကဲခုတော့ Emerald Hero ကိုရောက်ပြီပေါ့နော်ဒီအဆောက်အအုံလေးတွေကလုံးဝအနောက်ပိုင်း style ပုံစံလိုမျိုးစောက်ထားတာလူတွေကိုစိတ်ဝင်စားအောင်စောက်ထားတဲ့အဆောက်အအုံလေးဆိုပေမဲ့တကယ်ကိုလာတဲ့နေရာလေးမလို့ Orchard Road ကိုရောက်ပြီဆိုရင်ဒီလမ်းလေးကိုသွားကြည့်တင်ပါတယ်အခုတော့ပုံနေလဲရရတယ် trend နေလဲ join ပြီးတော့ပါပြီကဲတပ်ပုံတွေရိုက်ပြီးတော့Orchard Center ထဲမှာရှိရဲ့ shopping mall တွေကိုပတ်ကြည့်ရဲ့ပြီးတော့အဲ shopping mall အောက်မှာ basement 1မှာ discount ဆိုင်လေးရှိရဲ့ပေါ့နော်အဲကုံစုံဆိုင်ကုံ6ဆိုင်လေးပေါ့နော်လုံးဝ discount နဲ့ရောင်းနေတဲ့ဆိုင်လေးရှိရဲ့အဲဆိုင်လေးမှာတွားပြီးတော့ပေါ့နော်ဘာတွေ discount ချနေလဲဆိုတော့ကြည့်မှာဖြစ်ပါတယ်ကဲအခုတော့ discount ဆိုင်ကိုရောက်ပေါ့နော်အခုဒီမုတ်လေးတွေဆိုရင်ပေါ့နော်ကြိုက်တာအခု20ယူ$9ပဲတစ်ခုကို30 cent ပဲပေါ့နော်အာလူချိုထုတ်လေးဆိုရင်ဘူးလေးဆိုရင်လည်း 1.20 1.60 လောက်ပဲရှိတာပြီးတော့ 0.21 free ရအောင်မှာဆိုတော့တော်တော်တန်ပါတယ်ဒါလေးကတော့တစ်ချက်ပဲများနေရပါတော့နော်ကိုယ့်ကိုလာလာမလာလာကြည့်ရပါပြီးတော့နှစ်ယောက်ကခုတ်ဆွဲမှုတွေတွားရအောင်ဆိုပြီးတိုင်ပင်နေရပါတော့ပြီးတော့တကယ်ချင်းကသူပေါက်ဆုပ်ကြော်ညာပေးမယ်ဆိုပြီးတော့မှားလိုက်တယ်ပေါ့နော်ပေါက်ဆုပ်ကသူ့ခန္ဓာကိုယ်3ပုံ1ပုံလောက်ရှိနေတယ်ကဲနောက်ဆုံးတော့သူလိုရာတွေဝယ်ပြီးတော့ကောင်လာမှာတက်ရှင်းပြီးတော့ခဏလောက် shopping ပတ်ကြည့်ပြီးတော့ဒီပြန်တော့မှာပေါ့နော်ဒါကတော့နောက်တစ်ဆိုင်ကိုပတ်ကြည့်နေရပါဒီဆိုင်မှာလည်း discount တွေတော့ရှိပြီမယ်ဈေးတွေကတော့ခဏဆိုင်လောက်သိမတက်တာပါဘူးပေါ့နော်နည်းနည်းစီကြည့်ရအခုတော့ shopping ပတ်လို့ပြီးပါပြီပေါ့နော် Orchard မြို့ရဲ့တခြားလှတဲ့နေရာလေးတွေဆက်ပြီးတော့သွားချင်ပေမဲ့အခန်းပြောင်းရအောင်ပါဆိုတော့အခန်းပြန်ပြီးတော့ပစ္စည်းလေးတွေသိမ်းပြီးတော့အခန်းရှင်းလိုက်ပါဦးမယ်အခန်းတက်ရှင်းရင်းလုပ်ပြီးတော့ Orchard မြို့ရဲ့နေဝင်စီစာလေးကိုကြည့်လိုက်ရတဲ့ခိုက်တန်လေးကအရင်ကိုမိုက်တယ်ပေါ့နော်အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်